အားလုံးမင်္ဂလာပါကျွန်တော်တရုတ်ဆောင်တောင်းပါကျွန်တော်ဒီဇာကားလေးမှာ Ranger ဆိုတဲ့ character လေးကနေတရုတ်ဆောင်ထားပါတယ်ဒီဇလန်ထဲမှာပါတဲ့ Ranger ဆိုတဲ့ character လေးကသူ့မှာဆရာတယောက်ရှိတယ်သူကဒီဂျပန်နေလောက်မှာတုံမှန်းအနေနဲ့ဖန်ခံရပြီးတော့ဒီ CG နဲ့ပတ်သက်ပြီးပဲအဓိကဒီဇာကားမှာအတွေ့အကြုံတွေအများကြီးရခဲ့တယ်အခက်အခဲတော့မရှိခဲ့ဘူးဘာဖြစ်လို့ဆိုတော့ preparation ကာလမှာတည်းကကြိုတင်လေ့ကျင့်ထားခဲ့တဲ့ရက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီတော့အခက်အခဲတော့မရှိဘူးကြိုတင်ပြီးတော့ဘယ်ဆင်းမှာဘာတွေလုပ်ရမလဲဆိုတာတိတိကျကျသိထားရတာဖြစ်တဲ့အတွက်ယုံကြည်မှုပြည့်ရှိတယ်အဲ့ဒီအတွက်အခက်အခဲတော့မရှိဘူးဒါပေမဲ့အတွေ့အကြုံတွေတော့အများကြီးရခဲ့ပါတယ်အဓိကအဲ့လိုအကောင်ကြီးတွေမျိုးဆိုတာအပြင်မှာတကယ်ကိုယ်ကိုယ်တိုင်မြင်ခဲ့မှုတဲ့အကောင်တွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ကူးနဲ့ပဲဒီຢာတွေကိုပုံဖော်ပြီးတော့ငါသာတကယ်အကယ်၍ဒီလိုကောင်မျိုးကြီးကိုမြင်ခဲ့ဘယ်လိုခံစားရမလဲပေါ့နော်ပြီးတော့ဒီဇက်ကောင်နေနဲ့ဆိုရင်ရောဒီလိုကောင်မျိုးကြီးတွေမြင်ဘယ်လိုခံစားရမလဲဆိုတာကိုစိတ်ကူးကြည့်မိပါတယ်ပြီးတော့ဒရိုက်တာညွှန်ကြားချက်အတိုင်းပဲတိတိကျကျအကောင်းဆုံးဒီဇက်လန်ကိုအတူတူတည်ဆောင်နိုင်ဖို့ကြိုးစားပါတယ်အခုရတော့ခံစားချက်ကတော့အရန်ပြော့တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အားလုံးကအလုပ်ပေါ်မှာအပြေးအဝအာရုံစိုက်တယ်လို့ကိုတာဝန်ကိုလည်းပြေးဝယူကြတဲ့လူငယ်တွေဖြစ်တဲ့အတွက်အားလုံးကလူငယ်တွေဖြစ်တယ်တငယ်ချင်းတွေလိုငယ်တငယ်ချင်းတွေလိုပဲခံစားရတယ်ဒီဇာတ်ကားကိုတရုပ်ဆောင်တဲ့အချိန်မှာလည်းဒီဇာတ်ကားကိုကြည့်ရင်သိကြတာတစ်ခုကတော့ entertainment ဖြစ်မယ်လို့ဒီကုဆိုပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့စိတ်ကူးထဲမှာတော့မတွေးဘူးတဲ့အကောင်ကြီးတွေပေါ့နော်အဲအကောင်ကြီးတွေပါမယ်ပြီးတော့ခေတ်ရဲ့နောက်ခံသမိုင်းတွေပါမယ်လူတယောက်ချင်းစီရဲ့စိတ်နဲ့စိတ်ထားတွေဒီလိုလက်ရှိမှာဒီအိုမာကတဲ့ကိုတွေ့ခဲ့မယ်ဆိုရင်ကိုဘယ်လိုမျိုးခံစားရမလဲပြေးမှာပါ